တတိယညီမကသမီးကြီးကိုလောင်းကြီးတစ်ခုထပ်ဖို့အဆိုပြုလိုက်ပါတယ်အဲ့ဒါကတော့ဘသူရဲ့အရက်ကဈေးပိုနေလေအဲ့ဒီလူကဒူးထောက်ပြီးမှားကြောင်းဝန်ခံရမယ်ဆိုတာပါပဲပျော်စရာဖြစ်ရမယ်မွေးနေ့ပွဲကြီးကအခုလိုတင်းမာပြီးဒရာမာဆန်နဲ့အရက်ပြိုင်ပွဲကြီးဖြစ်သွားတာကြောင့်ပရိသတ်တွေအားလုံးအံ့ဩတုန်လှုပ်သွားကြပါတယ်ဒုတိယညီမယူလာတဲ့နှစ်ချို့မောင်းထိုင်အရက်ကဈေးနှုန်းယွမ်98,000ပြနေပါတယ်တတိယညီမရဲ့ခေါ်ကြောင်း1583အရက်ကတော့ပိုတောင်မြင့်ပြီးယွမ်3,98,000ထိပြနေတာပါလူတိုင်းကြက်တည်တည်သွားကြပြီးဒီပလင်းတွေထဲမှာရွှေတွေများထည့်ထားသလားပဲလို့အာမေတိတ်တန်တွေထွက်လာကြပါတယ်ဒါပေမဲ့ CEO မလေးရဲ့အရက်ပလင်းကိုစစ်ဆေးလိုက်တဲ့အခါမှာတော့ဆက်ကရုတ်တရက်ပြတ်သွားပြီးမိခိုးတွေထွက်လာပါတော့တယ်အတွင်းရေးမှုကမြန်မြန်ရှင်းပြတာကတော့ဒီဆက်ကကနန်း9လုံးအထိပဲပြနိုင်ပါတယ်တဲ့ဈေးနှုန်းကယွမ်တစ်ခုတွေ10တန်းကျော်သွားတာနဲ့စနစ်ကပြတ်သွားတတ်ပါတယ်တဲ့ဒီသတင်းပြန်သွားတာနဲ့ရွာသားတွေအားလုံးစူးညံသွားကြပါတယ်တချို့ကဆိုသမီးကြီးကတကယ်ကြီးကျယ်အောင်မြင်သွားပြီးအဖေကိုဒီလောက်ဈေးကြီးတဲ့လက်ဆောင်ပေးတာဟာတကယ်ကိုသမီးလိမ္မာတယောက်မှန်တက်တည်ပြလိုက်တာပဲလို့စိတ်လှုပ်ရှားစွာပြောကြတာပေါ့အဖေဖြစ်သူရဲ့မျက်နှာပေါ်ကမင်းမောင်နေတဲ့အရေးတွေချက်ချင်းပျောက်ကွယ်သွားပါတယ်သူကမျက်နှာကြီးပြုံးပြီးသွားပြီးသမီးဖြစ်သူကိုအရက်မြန်မြန်ယူလာဖို့ထက်ခါတိုက်တွန်းနေပါတော့တယ်ရွာသားတွေကလည်းဒုတိယနဲ့တတိယညီမတွေလောင်းကြီးရှုံးသွားပြီးဒူးထောက်ပြီးတောင်းပန်တင်ပြီးလို့ဝိုင်းပြီးလှောင်ပြောင်ကြပါတယ်ဒုတိယညီမကအမြန်ပဲသူ့အမားကိုဝန်ခံလိုက်ပြီးစိတ်လိုက်မှန်ပါပြောမိတာပါလို့ဆိုပါတယ်မိသားစုတွေကြီးပဲဖြစ်တဲ့အတွက်ဒူးထောက်တောင်းပန်တာကိုတော့ခွင့်လွှတ်ပေးဖို့ပြောတာပေါ့တတိယညီမကတော့ခဏတုံဆိုင်သွားပြီးနောက်အတွင်းရေးမှုကိုမျက်ရည်ပြပြီးအချက်ပေးလိုက်ပါတယ်အတွင်းရေးမှုကချက်ချင်းဝင်ထောက်ခံပြောပါတယ်အရက်ကတရားဝင်နေရာကလာတရွေးဆက်ကစစ်လို့ရပါတယ်တဲ့အခုလိုစစ်လို့မရတာဟာဒီပလင်းကတရားဝင်နေရာကလာတာမဟုတ်ဘူးဆိုတဲ့အတိတ်ပဲပါပဲတတိယညီမကဒီအခွင့်အရေးကိုထပ်ယူပြီးအမကြီးကအဖေကိုအရက်တူနဲ့အစိတ်ခတ်တက်ဖို့စူးစမ်းနေတာလို့ထပ်မံဆွဆွဲလိုက်ပါတယ်ဒုတိယညီမကလည်းမီးလောင်ရလေးပင့်ပြီးအမကြီးကအမြဲတမ်းရက်ဆက်တဲ့သူမိသားစုအတွက်ဘာတစ်ခုမှပံ့ပိုးကူညီခဲ့တာမရှိဘူးလို့ဝင်ပြောပါတယ်သူတို့ကလွန်ခဲ့တဲ့10နှစ်လောက်ကအကျွေးဟောင်းတွေကိုတောင်ပြန်ဖော်လာကြပါတယ်အဲ့ဒီတုန်းကတင်တောင်းငွေအတွက်အဖေဖြစ်သူက CEO မလေးကိုလူမိုက်တယောက်နဲ့အတင်းကျပ်လက်ထပ်ခိုင်းခဲ့တာပါလက်ထပ်ပြီးတဲ့နောက်မှာလည်း CEO မလေးကအမြဲတမ်းအနိုင်ကျင့်နှိပ်စက်ခံခဲ့ရပြီးနောက်ဆုံးမှာကွာရှင်းခဲ့ရတာဖြစ်ပါတယ်သူ့ယောက်ျားဟောင်းကတင်တောင်းငွေတွေပြန်တောင်းဖို့လာခဲ့ပေမဲ့အဲ့ဒီပတ်စံတွေကိုအဖေဖြစ်သူကဒုတိယနဲ့တတိယညီမတွေရဲ့ចောင်းစရိတ်ဖြစ်သုံးဖို့ယူသွားခဲ့ပြီးပါပြီအိမ်မှာပတ်စံမရှိတော့တဲ့အတွက် CEO မလေးကအပြင်ထွက်အလုပ်လုပ်ပြီးအဲ့ဒီအကျွေးတွေကိုတယောက်တည်းတာဝန်ယူခဲ့ရတာပေါ့သူအပြင်မှာအလုပ်လုပ်နေတဲ့အချိန်ယောက်ျားဟောင်းကအိမ်ကိုမကြာခဏလာပြီးပြဿနာရှာလေးရှိပါတယ်ဒုတိယနဲ့တတိယညီမတွေကနားလည်မပေးတဲ့အပြင်မိသားစုကိုဒီပြဿနာတွေပုံချထားခဲ့ပြီးသူကတော့အပြင်မှာသွားပြော့ပါနေတယ်လို့ဆွဆွဲခဲ့ကြပါတယ်အဖေဖြစ်သူကလည်းဒီစကားတွေကြားရလေပို့ပြီးဒေါသထွက်လာလေပါပဲသူကသမီးကြီးကိုမိသားစုကိုဒုက္ခပေးတဲ့တရိษံလူသက်သမားလို့တောင်ခေါ်ဝေါ်ကျိမ်းမောင်းခဲ့ပါတယ်နောက်ဆုံးမှာတော့သူကသမီးကြီးကိုသူ့အိမ်ကနေချက်ချင်းထွက်သွားဖို့အကျယ်လောင်ဆုံးအော်ဟစ်လိုက်ပါတော့တယ်ဒီစကားတွေကိုကြားလိုက်ရတဲ့အခါ CEO မလေးရဲ့နှလုံးသားဟာရေခဲတမျှအေးဆက်သွားခဲ့ပါတယ်ညီမငယ်တွေရဲ့တေးတိမ်မှုနဲ့ရက်စက်မှုပြီးတော့အဖေဖြစ်သူရဲ့တကူကောင်းဆန်တဲ့ဂရုမစိုက်မှုတွေက CEO မလေးရဲ့နှလုံးသားထဲကနောက်ဆုံးနှွေးထွေးမှုလေးကိုရိုက်ချိုးဖျက်ဆီးလိုက်တာပါပဲကိုယ့်ရဲ့တွေးသားရင်းတွေကဒီလောက်တောင်ဝေမက်ပြီးနှလုံးသားမဲ့ကြလိမ့်မယ်လို့သူဘယ်တော့မှမမျှော်လင့်ခဲ့ပါဘူးဒါပေမဲ့သူနောက်မဆုတ်ခဲ့ပါဘူးသူ့အစားသူကတိတ်တိတ်ကလေးဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်ဒီနေ့မှာသူယူလာတဲ့လက်ဆောင်ဟာလမ်းဘေးကဈေးပေါ်တဲ့ပစ္စည်းမဟုတ်ကြောင်းတစ်ချိန်ကလေးလံပွဲမှာမိုးထီအောင်ဈေးကြီးပေးပြီးရောင်းချခဲ့ရတဲ့ဒဏ္ဍာရီလာအရက်များရဲ့ဘရင်ဖြစ်ကြောင်းကိုတက်တည်ပြရမယ်မာနာကြီးလာတဲ့ဒုတိယနဲ့တတိယညီမတွေကိုလူအားလုံးရဲ့ရှေ့မှာသူ့ရှေ့မှာဒူးထောက်ပြီးအမဝင်ခံခိုင်းုံတင်မကပါဘူးငွေကိုပဲမမောနေတဲ့အဖေဖြစ်သူစီကနေသူ့နှစ်ပေါင်းများစွာခံစားခဲ့ရတဲ့ခက်ခဲပင်ပန်းမှုတွေအတွက်တရားမျှတမှုကိုပြန်လည်တောင်းဆိုသွားဖို့ဆုံးဖြတ်လိုက်တာပါပဲ